ထောင်389မှာမရဏအိမ်ကိုလည်းလာတီးတယ်အတားလဲစားတဲ့ဗုဒ္ဓဖူးရောက်တာသမီးမိတ်ဆွေတွေမိတ်ဆွေတို့ရဲ့ကံရှင်တွေဘယ်လိုရှိခဲ့လဲ2025ခုနှစ်ကိုမကြခင်ဆရာတို့နှစ်ကိုလာကစားတယ်လာကိုရက်ကစားတယ်ရက်ကိုနိုင်ကစားတယ်နိုင်ကိုမိနစ်ကိုစက္ကန့်ဟောအသူရနေမင်းကြီးကရောင်ကြီးထောင်လင်းဆောင်တယ်အသူရနေမင်းကြီးကအရှေ့ဘက်ကနေပြီးတော့အနောက်ဘက်ယွန်းရက်စီကိုဥတီပြီးတော့နေ့စဉ်တော့ခုံမောင်းသွားတာပေါ့မကြခင်ဆိုဆရာတို့ပြက်ကလေးတစ်ခုရဲ့ကလကာတစ်ခုကိုဖြုတ်လို့ခရစ်တော်ကိုဆွဲပြီးရေးဆွဲထားတယ်ပြက်ကလေးတစ်ခုနောက်တစ်ခုကိုတတ်တော့မယ်ဆိုတော့ဒါဒီတင်စားပြောနေလဲခုံမှာတော့မဟုတ်ဘူးဆရာကတော်ကြီးကြွပြောနေလို့မကုံမှာမဟုတ်ဘူးအဲ့တော့ဗုဒ္ဓဖူးရောက်သားသမီးမိတ်ဆွေတို့ရဲ့ကံရှင်တွေဘယ်လိုရှိခဲ့သလဲကောင်းရောကောင်းမဲ့ထင်ခဲ့သလားကောင်းတယ်ဆိုရင်တော့မိတ်ဆွေဟာတော်ကိုထူးထူးဆန်းဆန်းဖြစ်ခဲ့တဲ့သူမျိုးဖြစ်ပါလိမ့်မယ်အဲ့တော့ဗုဒ္ဓဖူးရောက်သားသမီးမိတ်ဆွေများကောင်းတဲ့သူများပါရင်လည်းဆရာကိုမှန်ပေးကြပါဦးကံဆရာရဲ့အရှင်တွေကတာမန်တိုင်းမဲ့ဆိုတဲ့မိတ်ဆွေများပါရင်ဆရာကိုမှန်ပေးကြပါဦးဒါနဲ့စကားမဆက်2026ခုနှစ်အတွက်တနစ်စာဟောစရံတွေကိုဆရာငယ်နားမှာအကျိုးတင်စင်းတော့ပေးထားဖို့လိုအပ်ပါတယ်ထုံးစံတိုင်းပါပဲခင်ဗျာမနစ်ကဆရာစရင်တော့ကြိုတင်ပေးရမယ်လူတိုင်းတော့မရနိုင်ဘူးမနစ်ကလည်းအကုန်မရဘူးထင်တယ်မနစ်ကမရတဲ့မိတ်ဆွေကတော့ဆရာကျွန်တော်မနစ်ကမရလို့ပါမနစ်ကမှားပါတယ်ဆိုတဲ့မိတ်ဆွေများအတွက်ကျွန်တော်ဒီနှစ်တိတန်တခြားလေးတော့ပို့ပြီးတော့အချိန်အားပြုရေးပေးထားပါမယ်သို့တော့ဆရာလည်း2025ခုနှစ်ကဟိုလှုပ်ချာပြောင်းလည်းဖြစ်ခဲ့တယ်မန္တလေးရောတောင်ကြီးရောဆိုတော့အခုတော့ဆရာနေပြီးတော့ရောက်နေတာဆိုတော့လက်ကွင်းပြင်ကြီးပါဆိုတော့ကောင်းပြီဆိုတော့အဲ့တော့တနစ်စာဟောစတန်ကတော့မိနစ်ကအတိုင်းပါပဲကုန်စည်နှုန်းတွေဈေးတက်ပေးမှာ9000ကျပ်ပါပဲခင်ဗျာဒါပေမဲ့ဆရာကတဦးချင်းစီကိုတခြားရေးပေးတာဖြစ်တဲ့ပြင်လာလိုက်ဟောစတန်တွေလည်းပါတယ်ပြင်အခြားရေတွေလည်းပါတယ်ပြင်ဆရာငယ်လက်ဆွဲအဲ့ logo လေးတွေနဲ့တချို့ကလည်းတန်ပြီလို့ပြောကြတယ်ထားပါလေးဆရာဒါတွေကိုမှာယူလို့ရကြောင်းနဲ့0932934216ဝါ Telegram မှာပြောရင်ကဲဗုဒ္ဓဖူးရောက်သားသမီးမိတ်ဆွေများ2025ခုနှစ်ကိုသုံးသက်ပြီး2026မှာဘာတွေပြည့်စင်တင်တယ်လဲစတင်လိုက်ရ5ခုနှစ်ကတော့ Hermes ပေါ့တာတော့ကတ်မှာဆိုရင်တော့6ကနန်းဟုတ်လား2025ပေါင်းလိုက်ရင်ပေါင်းချင်းနံပါတ်9ရတယ်9ရတယ်ဆိုတော့6ကနန်းရရှိတဲ့မိတ်ဆွေတို့ဗုဒ္ဓဖူးရောက်သားသမီးမိတ်ဆွေများတေချာပါတယ်ဒီတစ်နှစ်ကတော့ဘာလို့မဆိုစိတ်ပန်းလူပန်းစိတ်မောလူမောဖြစ်ခဲ့မှာတော့အတိအကျပဲဖြစ်တယ်ဒါအပြင်အစမဟုတ်မလို့နဲ့အဆုံးသက်ကြတော့ဝါထထဖြစ်သွားတာမျိုးငွေကြီးကိစ္စနဲ့ပတ်သက်ရင်လည်းလက်ထဲမှာဝင်လာရင်မမြဲတာမျိုးလေးတွေဟိုနာဝင်ဒီဘက်ကထွက်လိုက်ဒီနာဝင်ဟိုဘက်ကထွက်လိုက်နေအိမ်တော်ရေးကိစ္စသားရေးကိစ္စသမီးရေးကိစ္စမိသားစုရေးကိစ္စအတွင်တွေနဲ့ကိုမိတ်ဆွေတို့အဖက်တင်တယ်ကံကလက်ရှိမှာအသက်ရှူလို့ရလောက်တဲ့အခြေအနေတစ်ခုလောက်တော့ကျင်းသေးတယ်ရရှိမယ်တိထက်တော့ပုံမယ်လို့ကျွန်တော်မထင်ပါဘူးသို့တော့စိတ်ပန်းလူပန်းစိတ်မောလူမောဖြစ်ခဲ့တာကတော့အသေးချာပဲဖြစ်ပြီးတော့မျောလင့်ထားသလိုမှန်းချက်နဲ့နှံ့ထွက်မကြိုက်တာမျိုးလေးတွေလည်းအများကြီးကြုံခဲ့မဲ့ကာလဖြစ်ပြီးတော့မိတ်ဆွေရဲ့အပေါင်းအသင်းစစ်တွေကိုရရှိပြီးတော့အဖက်တင်တာဆိုရင်တော့မိတ်ဆွေဟောင်းကိုနာမနေပြီးတော့ကိုတစ်ချိန်လုံးကောင်းမယ်လို့ထင်ခဲ့တဲ့မိတ်ဆွေများအတွက်ကတော့အပြောင်းလဲနဲ့ကံရဲ့စန့်ကျင်ဘက်တွေရရှိပြီးတော့နောက်ကျောကိုဓာတ်နဲ့ထိုးကန်ရတာမျိုးတွေလူယုံတတ်တာမျိုးလေးတွေကိုကလွဲရင်လောကမှာဘယ်သူမှမယုံပါဘူးလားဆိုတဲ့စိတ်တွေတော့များစွာဝင်နေမဲ့နှစ်ဖြစ်ပါတယ်ငွေကြီးကိစ္စလက်လွန်ထားတဲ့ကိစ္စအပြောင်းလဲလေးတွေဖြစ်လာခဲ့မယ်အပေါင်းအသင်းမိတ်ဆွေကိစ္စလေးတွေမှာလည်းလူယုံတတ်တာမျိုးလေးတွေလူတွေနဲ့တောင်ထိတွေ့ရမှာကြောက်နေတတ်တဲ့နှစ်ဖြစ်ခဲ့မှာတော့အကြည့်ကြပဲဖြစ်တယ်သို့တော့ထားခဲ့လိုက်တော့2025မှာမိတ်ဆွေတို့2025ကိုပြန်ကြည့်ရရင်တော့စိတ်ပန်းလူပန်းစိတ်မောလူမောဟိုနေရာလဲကိုပါခဲ့ရဒီနေရာလဲကိုပါခဲ့ရဟိုနေရာလဲကိုပါရဒီနေရာလဲကိုပါရဟိုကလဲကိုမပါရင်မပြီးဒီကလဲကိုမပါရင်မပြီးနဲ့လုပ်ငန်းကိစ္စအလုပ်ကိစ္စတွေတော့မှဖင်မငြိမ်မဲနဲ့ဟိုနာဆက်သွားလိုက်ရဒီနာဆက်လှုပ်လိုက်ရနဲ့စိတ်ပန်းလူပန်းစိတ်မောလူမောဖြစ်ခဲ့တာတော့အသေးချာပဲဖြစ်ပြီးဒုံနီးမဟုတ်ဒိုတူမမဟုတ်ပဲနဲ့မိတ်ဆွေဗုဒ္ဓဘုရားသားသမီးတွေကကန်ဆာတာကောင်းနေဆိုရင်တော့မိတ်ဆွေလူ100မှာ1ယောက်လူ1000မှာ1ယောက်လူ1000မှာ1ယောက်လူ3သိန်းမှာ1ယောက်သာဖြစ်မယ်ဆိုတာကျွန်တော်ရဲကြီးပြောရတဲ့အတွက်အဲ့ဒီလိုမိတ်ဆွေမျိုးပါရင်လည်းဆရာကမှန်းပေးခဲ့ပါဦးမိတ်ဆွေတို့ကဗုဒ္ဓဘုရားသားသမီးတွေတို့ကကံကောင်းမဲ့နှစ်များဖြစ်ခဲ့သလားဆိုတာလည်းဆရာကသိချင်ပါရဲ့ဘုရားရဲ့ဥဒ္ဒါသမီးမိတ်ဆွေတွေကဒီ2025ခုနှစ်မှာတော့လုပ်ငန်းကိစ္စအလုပ်ကိစ္စတစ်ခုခုမှာရှိတာလေးနဲ့ရောင်ရဲနေတဲ့နှစ်ဖြစ်ခဲ့မှာအသေးချာပဲဖြစ်ပြီးတော့ကို့မှာမျောလင်းချက်တွေဆုံးဖြတ်ချက်တွေငကိုကဘ누구မှမမျောလင်းမဲ့ကိုအားကိုးပြီးတော့ရုန်းကန်တာမဲ့နှစ်ကိုဘာကိုမဆိုရှေ့တန်းတင်တဲ့နှစ်ဘာကိုမဆိုကိုတူတူတိတ်တိတ်နဲ့လှုပ်လှုပ်ဝဝနဲ့လှုပ်ဆောင်တတ်တဲ့နှစ်ဖြစ်တာကတော့အဖက်တင်ခဲ့တာအသေးချာပဲဖြစ်တယ်ပေါ့သို့ဆိုဆရာရဲ့ငွေကြီးနဲ့ပတ်သက်လို့လည်းအခုဒီမမြဲသေးဘူးဆိုတဲ့မိတ်ဆွေများကတော့ဆရာငယ်ရဲ့ငွေမြဲစီရန်ငွေမမြဲသူများ Facebook မှာဖြစ်ပြီးရိုက်ချကြည့်ကြည့်ပါငွေမမြဲသူများငွေမြဲစီရန်ဆိုတဲ့ဆရာလွန်ခဲ့တဲ့2021လောက်ကလာဖြစ်ကောင်းဖြစ်လိမ့်မယ်ဗျာနော်ငွေမမြဲသူများငွေမြဲစီရန်ဆိုတဲ့ဗီဒီယိုမီလီယံ
7 million လောက်ထိကြည့်မယ်ထင်တယ်ဗျာနော်ကျွန်တော်အင်ဂျီဖြူလေးနဲ့ဆရာပေါက်စာလေးပဲရှိသေးတယ်အင်ဂျီအိတ်ကတ်ထဲမှာတော့ဘောပင်လေးနဲ့အဲ့ဒီရေတွေကလေးလုတ်ပါတကယ်ကိုထူးခြားပါတယ်ဗုဒ္ဓဦးရသားသမီးတွေငွေမြဲစီရန်တော့ရေတွေကလေးပါဆရာကကျတော့ငွေမြဲစီရန်လို့တိုက်ရရင်တွေ့မှာမဟုတ်ဆရာငယ်ဆိုပြီးတော့လေငွေမမြဲသူများငွေမြဲစီရန်လို့ရိုက်လိုက်မိတ်ဆွေတို့သိကြတယ်အဲ့ဒီရေတွေကလေးလုတ်ကြည့်ပါကျင်းတီထူးထူးခြားခြားအပြောင်းလဲလေးနဲ့တူတူတိတ်တိတ်လှုပ်ဆောင်ရမယ်ကာလာအပိုင်းရှားလေးငွေကြီးနဲ့ပတ်သက်လို့မမြဲတဲ့သူတွေငွေကြီးနဲ့ပတ်သက်လို့အပေါက်တရားအဖာတောင်းဖြစ်နေတဲ့မိတ်ဆွေများကျင်းတီတဲ့မိတ်ဆွေတို့ဒီ2025ခုနှစ်မှာညံခဲ့တဲ့မြ2026မှာကံကောင်းခြင်းတွေပါအောင်2025အတွက်လက်ဆောင်လေးပေးလိုက်ခြင်းဖြစ်တယ်အင်မတန်လဲစွမ်းတဲ့အပြင်ကိုဆရာကိုယ်တိုင်တော်မှလှုပ်ထားရပါတယ်ဆရာဆိုငွေကုန်မှများရင်ခေါင်းတွေကင်နေတတ်တော့အဲ့တော့ငွေမြဲစေရန်အတွက်တော့အဲ့ဒီရေတွေကလေးလှုပ်ထားရတာပေါ့ကောင်းပြီဆိုတော့ဘုရားဖူးရအောင်သားသမီးတွေတော့ဘာမှမပြောခင်မှာမိတ်ဆွေတို့အတွက်အမြဲတမ်းဆောင်လို့ရတဲ့အဆောင်လေးတစ်ခုကိုဆရာပေးချင်ပါတယ်အဲ့ဒါကတော့ချီချီဝေးမဟုတ်ပါဘူးခင်ဗျဆရာတို့တလက်မလောက်ရှိတဲ့ကတ္ထုစာရွက်အပန်းရောင်ကလေးတစ်ခုကိုချလိုက်ပါချပြီးတော့ဆရာတို့9000ကျယ်ကလေးဆွဲလိုက်ပါဘာရောင်နဲ့ဆွဲရတယ်9000ကျယ်ကလေးဆွဲလိုက်ပါအဲ့ဒီ9000ကျယ်ကလေးကိုပလတ်စတစ်အိတ်လေးနဲ့မီးလေးပိတ်လိုက်ပါပလတ်စတစ်မလောင်ခိုင်းဘူးနော်ပလတ်စတစ်အိတ်လေးနဲ့ခက်တင်းတင်းလေးဆွဲပြီးတော့ကိုတိုင်းလေးမီးလေးပိတ်ပြီးတော့မိမိရဲ့ပတ်စံအိတ်အတွင်းသို့မဟုတ်ရင်အိတ်ကအတွင်းမှာဆောင်းထားပါငွေကြီးဝင်ပါတယ်တကယ်လို့ငွေမဝင်အောင်ပတ်စံအိတ်ကလေးကိုအဲ့ဒီရဲ့ကျယ်ကလေးကိုငွေဝင်ပါစေဆိုပြီးတော့ပုတ်ပြီးတော့ပါဇက်ကနေနေ့စဉ်လေးပြောပါဂါရာမန်နီယာတို့အဆောင်ရည်တွေတို့ဆိုတာဂမ်မီယာတို့ဆိုတာဟာကိုနဲ့လှုပ်ရင်လှုပ်တယ်လို့စွမ်းတဲ့အရာလေးတွေကိုနဲ့လှုပ်ရင်လှုပ်တယ်လို့အကျိုးပေးတဲ့နှစ်ကလေးဖြစ်တာအသေးချာပဲဖြစ်တဲ့တော့မိတ်ဆွေတို့အနေနဲ့ကျင်းသိတယ်ဒီအဲ့ဒီရဲ့ရည်ရလေးကိုငွေဝင်ပါစေငွေဝင်ပါစေလက်ထဲငွေမပြတ်ရင်ပဲဖြစ်ဖြစ်သို့မဟုတ်ငွေတွေပို့ပြီးတော့အဆင်ပြေစေခြင်းပဲဖြစ်ဖြစ်ငွေဝင်ပါစေငွေဝင်ပါစေဆိုပြီးတော့ခဏခဏအိတ်ကလေးတွေကိုပုတ်ပြီးတော့ပြောပါဒါဆိုရင်မိတ်ဆွေတို့နဲ့ငွေကြီးတွေဝင်လာပြီးတော့များစွာတိုးတက်ပြီးတော့အထောက်အကူဖြစ်စီမှာအသေးချာပဲဖြစ်ကြောင်းနဲ့ဆရာငွေရဲ့ငွေပွားနှီးဖြစ်တယ်ဆိုတဲ့အကြောင်းနဲ့9000ကျယ်ကိုအပန်းရောင်ကတ်တူစာရောလင်းတလက်မလေးတွေကိုလုတ်ပြီးတော့မိတ်ဆွေတို့နဲ့အဲ့ဒါလေးလုတ်ပါကျင်းသေးတယ်ငွေဝင်ပြီးတော့အထောက်အကူဖြစ်စီမှာအသေးချာပဲဖြစ်ကြောင်းဆရာကထပ်လောင်းပြောကြားလိုက်ချင်ပါတယ်ခင်ဗျကောင်းပြီဆိုတော့ဆက်ပြောလိုက်ရအောင်2025ခုနှစ်ထဲမှာဗုဒ္ဓဖူးရအောင်သားသမီးမိတ်ဆွေတွေအနေနဲ့ဆရာတို့မကြခင်ဆိုလို့ရှိရင်ဒီဇင်ဘာကိုရောက်တော့မယ်အခုဆိုရင်တော့နိုဝင်ဘာလရောက်ပြီဆရာဒီဗီဒီယိုရိုက်နေတဲ့အချိန်ဆိုနိုဝင်ဘာလလေကြောပြီအဲ့တော့လလေကြော်သွားပြီဆိုတော့မိတ်ဆွေတို့အနေနဲ့2025ခုနှစ်ကိုမကြခင်ကုန်တော့မှာဖြစ်တဲ့အတွက်2025မှာတော့မိတ်ဆွေတို့ကံညံ့ခဲ့တဲ့နှစ်ရုန်းကန်ခဲ့ရတဲ့နှစ်ဘာကိုမဆိုဟိုနေရာလဲကိုပါဒီနေရာလဲကိုပါစိတ်တိုင်းမချက်စိတ်ပန်းလူပန်းစိတ်မောလူမောဖြစ်ခဲ့ရတာကိုဆရာသိတယ်သို့တော့မိတ်ဆွေတို့အနေနဲ့2026မှာကန်ဆာတာတိုးတက်စီရန်အတွက်အခုကနေရဆရာဘလို့ရေရာတွေကြိုတင်ပြင်ဆင်ထားရမလဲဆိုရင်တော့မိတ်ဆွေတို့ခင်ဗျရေတံဘူးကလေးတွေလှူတာမျိုးနော်အလုံးလုံးနေတဲ့သူတွေလမ်းလုံးနေတဲ့သူတွေသို့မဟုတ်လို့ရှိရင်အခုအပြောင်းအသွားလာလုံနေတဲ့မိတ်ဆွေများခရီးသွားရင်မဖြစ်ဖြစ်လမ်းကျုံရင်မဖြစ်ဖြစ်ရေတံကလေးဘူးဖြစ်နိုင်တော့တစ်ခါလှူရင်28ဘူးတီတီကိုလှူစေခြင်းနဲ့28ဘူးတီတီကိုရေတံဘူးသေးလေးပေါ့နော်တကယ်လို့မှဆရာရဲ့ဒီချက်ပို့ပြီးတော့လှူခြင်းတယ်ဆိုရင်လည်းလှူလို့ရပါတယ်သို့မဟုတ်လို့ရှိရင်2025ခုနှစ်ထဲမှာလမ်းလေးစုံမှာဖြစ်စေစတုဒီတာမှာဖြစ်စေသို့မဟုတ်ရင်မိတ်ဆွေတို့လိုအပ်မဲ့နေရာလေးမှာဆရာတို့ဂျီအိုးစီကလေးစောက်ပေးတယ်ကုသိုလ်မျိုးလောက်ပါဒါဆိုရင်ကျင်းသေးတယ်2026မှာမိတ်ဆွေတို့ရဲ့ကံကြမ္မာညံ့မှုတွေတောင်မှကံကြမ္မာညံ့မှုတွေမပါလာပဲကန်ဆာတာကောင်းမှုတွေကျင်းသေးရရှိမဲ့ကာလဖြစ်ပြီးတော့ဆရာပြောတဲ့ဟိုစွမ်းနာလူပဲမိတ်ဆွေတို့အနေနဲ့ဟိုအမိတ်ပြန်တန်းရေတရားဆိုတာလေးရှိတယ်မသိရင်ရိုက်ရှာလိုက်တကယ်လို့မဟုတ်ရင်ဆရာလာကုန်ကနေကြရင်ပြန်တင်ပေးမယ်မသိလို့ရှင်လည်းအမိတ်ပြန်တန်းရေတရားတို့ပြက်ကရင်ရေတရားလေးလိုက်လှုပ်ကြည့်ဖို့လိုအပ်ကြောင်းနဲ့ဗုဒ္ဓဖူးရအောင်သားသမီးမိတ်ဆွေတွေကတော့ထထဝေးမြန်မာပြည်တင်မှာ9ရက်သားသမီးပဲရှိတဲ့အတွက်တူပဲဆိုတာလေးနဲ့ဗုဒ္ဓဖူးကလည်းရာဟုကလည်းဗုဒ္ဓဖူးပေါ့သို့တော့ဂျိုတက်အရာကြည့်မယ်ဆိုရင်တော့ဆရာတို့က100နဲ့ရှင်းနေပြည့်အောင်လို့နှစ်ပေါင်း120တိုင်တိုင်အသက်ရှည်ကျမ်းမအောင်လို့တော့ရာဟုဂျိုတက်12နှစ်ဂျိုတက်28လုံးကိုကြည့်ရင်တော့တမျိုးပေါ့သို့တော့ဂျိုကြီး28လုံးကြည့်ရင်တော့တမျိုးပေါ့ထားလိုက်တော့ဗုဒ္ဓဖူးကလည်းရာဟုကလည်းဗုဒ္ဓဖူးပဲဖြစ်တဲ့အတွက်ဆရာကျွန်တော်ကဗုဒ္ဓဖူးနှစ်ပဲနေတော့ဗုဒ္ဓဖူးပဲလုပ်ပါအဲ့ဒီရတရားလေးတခြားလိုက်လို့ပါဒါလေးကိုလိုက်လို့ဖို့လိုအပ်ကြောင်းနဲ့အားလုံးတူတူပဲလိုက်လို့ကြောင်းနဲ့မိတ်ဆွေတို့2026မှာကန်ဆာတာတက်စီဖို့2026မှာကန်ဆာတာကောင်းတာတွေကိုကြိုတင်ရရှိအောင်လို့ဘာတွေလှုပ်ထားတင်တယ်လဲဆိုတော့မိတ်ဆွေတို့အနေနဲ့2026ခုနှစ်မှာကန်ဆာတာကောင်းစီဖို့အတွက်2025ခုနှစ်ကစပြီးတော့ဒီဇင်ဘာနိုဝင်ဘာဒီဆရာဗီဒီယိုတင်လိုက်တဲ့ချိန်ဒီဇင်ဘာလောက်ကိုမိတ်ဆွေတို့ကောင်းကောင်းမြင်လိမ့်မယ်ဒီဇင်ဘာလောက်မှာရေတံမှု28ဘူးလှူတာမျိုးသို့မဟုတ်ရေအိုးစင်ကလေးလှူတာမျိုးလုပ်ပေးပါဒါဆိုရင်မိတ်ဆွေတို့ရဲ့ကံဟာတိုးတက်လာပါလိမ့်မယ်ဒါကုမဆရာကြီးကျွန်တော်တို့ကတော့ဆက်ပြီးတော့ညှလိုက်တဲ့ဆရာရဗုဒ္ဓဖူးရအောင်သားသမီးမိတ်ဆွေတို့ဒီ2026ခုနှစ်ဟာကျွန်တော်တို့ကကန်ညံ့ခဲ့တဲ့ဆရာကြီးဒီထက်ပိုကန်ကောင်းအောင်ဘာတွေလုပ်တယ်လဲဆိုရင်တော့ဆရာတို့မိမိရဲ့တက်စိတ်ကလေးကိုတက်စိတ်ပေါ့နော်ကိုယ့်တက်က30ဆိုရင်ဝါအချောင်း30သို့မဟုတ်ရင်နဲ့စတိဟိုဆရာတို့အကူပြောင်းလေးလဲကောင်းအောင်အဆိုးတွေကနေအညံ့တွေရရှိသွားအောင်လို့အညံ့အဆိုးတွေကနေပြီးတော့အညံ့တွေကို
ပျောက်ပြီးတော့အကောင့်နှစ်ဘက်ကိုကူးပြောင်းသွားအောင်လို့ဒီဇင်ဘာလောက်သို့မဟုတ်ရင်ဆရာတို့ဇန်နဝါရီလလောက်2026ဇန်နဝါရီလောက်မှာဝါသထားလေးလှူစေချင်ပါတယ်တက်စိတ်ကလေးလူရင်တော့ပိုကောင်းတယ်တကယ်လို့မှဝါသထားကိုတက်စိတ်မရှိဘူးဆရာကြီးဆိုရင်တော့အနည်းဆုံး6လုံးတိတိလှူပေးဖို့လိုအပ်တယ်6လုံးတိတိလှူပေးဖို့လိုအပ်တယ်ဒါဖြစ်နိုင်ရင်တော့တက်စိတ်ကလေးပေါ့ဝါသထားလေးနဲ့စတိကလေးအစိုးကနေအညံ့ကိုရောက်ကြည့်သွားအောင်ဥပမာဗျာကြီးကြီးပြောရရင်မြတ်စွာဘုရားရှင်ဟာဒီမင်္ဂလာမြတ်စွာဘုရားနာမှာသူ့မိတာဆိုတဲ့အလောင်းလာဘဝတုန်းကကြောကလေးခင်းပြီးလှူခဲ့တဲ့ကုသိုလ်ကြောင့်ဒီရဲ့ဆရာတို့ဗရကဘာမှာဂေါရမရေလို့ပွင့်တာပေါ့သို့တော့ထားပါလေဒါကတော့ဆရာတို့ဘာသာရေးတွေဆန်တဲ့အတွက်မပြောတော့ဘူးဘယ်ဘာသာမဆိုလုပ်လို့ရတယ်ဆရာပြောတဲ့အကူပြောင်းလေးကောင်းအောင်လို့ပြုလုပ်ပေးလိုက်ပါဒါဆိုရင်မိတ်ဆွေဗုဒ္ဓဘုရားသားသမီးတွေကကန်ဆာတာညံ့မှုတွေကနေကန်ဆာတာကောင်းမှုတွေကိုရရှိလာမှာအသေးချာပဲဖြစ်ကြောင်းနဲ့ပြီးခဲ့တဲ့2025ကိုခဝါချပြီးမေးလိုက်တော့ငါဟာ2026မှာကောင်းပြီဆိုတဲ့စိတ်ကလေးမန်ကလေးသွင်းပြီးတော့ဟေး2026မှာတော့ငါဟာကောင်းပြီဆိုတဲ့စိတ်ကလေးနဲ့ပဲဖြတ်တန်းလိုက်ရင်မိတ်ဆွေတို့အတွက်စိတ်ချမ်းသာစရာအားတက်စရာတိုးတက်နိုင်စရာတွေအများကြီးရရှိမယ်လို့ဆရာကပြောလိုပါတယ်ကဲဒါဆိုရင်တော့ဗုဒ္ဓဘုရားသားသမီးမိတ်ဆွေတို့စိတ်တက်မကြနဲ့ရာဟုသားသမီးမိတ်ဆွေရောဗုဒ္ဓဘုရားသားသမီးမိတ်ဆွေရောဆရာတို့2026မှာဆရာငယ်နဲ့တူတူကံကောင်းခြင်းတွေနဲ့ဆရာစောင့်နေမယ်အားလုံးပဲလှမ်းလာခဲ့ဖို့မျှော်လင့်ကြောင်းနဲ့ကဲဗုဒ္ဓဘုရားသားသမီးတွေပြီးတော့အခါပေးရမှာတော့ကြာစာပရိရောက်ပြီကြာစာပရိသားသမီးတွေပါဆရာကိုမှန်ပေးပါဦး